အစ္စလာမဘတ်ကနေနောက်ဆုံးရသတင်းတပုတ်ဝေလာပါတယ်အားလုံးကမျိုးလင်းတီကြီးစောင့်ကြည့်နေကြတဲ့အမေရိကန်နဲ့အီရန်ကြားကဆွေးနွေးပွဲပြီးဆုံးသွားပါပြီဒါပေမဲ့လေရလက်ကတော့ထင်ထားတယ်လို့ဖြစ်မလာခဲ့ဘူးနိုင်ပေါင်း27နိုင်ကြောင်ညီနိုင်ဟဲကြပြီမဲ့နောက်ဆုံးမှာတော့သဘောတူညီချက်မရပဲဖြိုးကွဲသွားခဲ့တယ်ဆိုတော့အဲ့ဒီ27နိုင်တဲ့မှာတကယ်တမ်းပါရီဖြစ်ခဲ့တာလဲဘာကြောင့်ဒီလိုဆုံးသက်သွားရလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ချင်းစီကြည့်သွားကြအောင်ဆွေးနွေးပွဲပြီးချင်းမှာပဲ American ဘက်ကဥဆောင်တဲ့ညီနိုင်ရေးမှုဒုတိယသမ္မတ JD Vance ကပြောလိုက်တဲ့စကားကတော့တော်တော်လေးပြတ်သားပါတယ်။သူကဘာပြောလဲဆိုတော့ဒါဟာအီရန်တို့တရင်ဆိုးပါ American ပြည်ထောင်စုတပ်ထက်အများကြီးပိုဆိုးတဲ့တရင်ဆိုးပါပဲတဲ့။ဒီစကားတစ်ခွန်းနဲ့အခြေအနေဘယ်လောက်ထိတဲမှနေတဲ့ဘယ်သူမှနောက်မဆုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သားစေပါတယ်ဟုတ်ပါတယ်နိုင်ပေါင်း27နိုင်တရက်နီးပါးလောက်ကိုမယမနာမာရသွန်ပြေးပွဲကြီးတစ်ခုလုံးကိုအကျိတ်နဲ့ညီနိုင်ခဲ့ကြတာပါစဉ်းစားကြည့်လေဒီလောက်ချင်းကုံလူပန်းအားကုန်ခံပြီးတော့နောက်ဆုံးမှရလိုက်တဲ့ရလကဘာလဲဆိုတော့ဘာမှမထိုးခဲ့ဘူးနှစ်ဖက်စလုံးလက်ပလာနဲ့အိမ်ပြန်ခဲ့ကြတာပါဒါဆိုရင်မေးစရာရှိလာပြီဘာဖြစ်လို့လဲဘာကြောင့်ဒီလိုဖြစ်သွားရတာလဲနိုင်20ကျော်ကြာဆွေးနွေးခဲ့တာတော့ဘာလို့သဘောတူညီချက်တစ်ခုစီကိုမရောက်နိုင်ခဲ့တာလဲအဓိကအကြောင်းကြီးကတော့နှစ်ပတ်စလုံးအထက်ဘယ်လိုမှအလော့အတင်းလုပ်လို့မရတဲ့ကြော်လွားလို့မရတဲ့အခြေခံချက်ကြီး၃ချက်မှာလာပြီးကန်လန်တိုင်နေလို့ပါပဲဟုတ်ပြီအဲ့ဒီတော့ဒီပတိပက္ခရဲ့အဓိကကြတဲ့အချက်၃ချက်ကိုတစ်ချက်ချင်းကြည့်လိုက်အောင်ပထမဆုံးအချက်ဒါကအကြီးဆုံးပဲနျူကလ িয়ার အရေးပါအမေရိကန်ဘက်ကအီရန်ကိုနျူကလ িয়ার လက်နက်လုံးဝမထုတ်လုပ်ဘူးဆိုတဲ့အတိအလင်းကတိပြုချက်ကိုတောင်းတယ်အီရန်ကတော့မဟုတ်ဘူးကျွန်တော်တို့အစီအစဉ်ကငင်းချမ်းရေးအထက်စွမ်းရည်အထက်ပဲလို့တုံ့ပြန်လေအဲ့ဒီမှလည်းတစ်ချက်ညင်နေပြီဒုတိယအချက်ကငွေကြေးပါအမေရိကန်ကထိန်းချုပ်ထားတဲ့အီရန်ရဲ့ပိုင်ဆိုင်မှုဒေါ်လာဘီလီယံ120ကိုပြန်ပေးဖို့သဘောမတူဘူးအီရန်ကတော့ဒါကိုပြန်ရမှထစ်မယ်လို့တောင်းဆိုနေတယ်နောက်ဆုံးတစ်ချက်ကတော့မဟာဗျူဟာအရအရေးပါတဲ့ Hormuz ရေလက်ချကိစ္စပါအမေရိကန်ကအဲ့ဒီမှာလွတ်လပ်စွာသွားလာခွင့်လိုချင်တဲ့စစ်တင်ပေါ်တွေတောင်ပို့ထားတယ်အီရန်ကတော့ဒါကိုတို့ရန်စားတာတို့ရဲ့အချုပ်အခြာအာဏာကိုထိပါတာလို့ရှုမြင်နေပါတယ်ဒီအချက်၃ချက်မှာပဲလုံးဝသဘောထားမတိုက်ဆိုင်နိုင်တဲ့ကြောက်ကိုအခုနကပြောသွားတဲ့အထက်မှာအမေရိကန်ဘက်ကတုံးတဲ့စကားလုံးတစ်လုံးကတော်တော်လေးရေးကြည့်တယ်အတိအလင်းကတိပြုချက်တဲ့ဒါကရိုးရိုးကတိပေးပါတယ်ဆိုတာမျိုးမဟုတ်ဘူးဒါကပိုလေးနက်တယ်ဘယ်လိုပြောရမလဲလက်မှတ်ထိုးပြီးတရားဝင်အာမခံခိုင်းတာမျိုးပေါ့အနာဂတ်မှာဘလို့ချီနီဖြောင်းဖြောင်းဘေးအစိုးရတက်တဲ့နျူကလ িয়ার လက်နက်လုံးဝမထုတ်လို့ဘူးဆိုတဲ့ဥပဒေအရစီးနှောင်မှုရှိတဲ့အာမခံချက်ကိုတောင်းတာအမေရိကန်အတွက်တော့ဒါကသူတို့ရဲ့အဓိကတောင်းဆိုချက်လုံးဝအယောမပြနိုင်တဲ့ချက်အီရန်တို့ကျတော့ဒါကသူတို့ရဲ့အချုပ်အခြာအာဏာကိုဝင်ဆွတ်ဖတ်တာသူတို့ရဲ့အနာဂတ်ကိုကြိုတင်ချုပ်ချယ်တာလို့မြင်တဲ့အတွက်လုံးဝလက်မခံနိုင်တဲ့ချက်ဖြစ်နေပြန်ရောဒါမဲ့ဒီကိစ္စမှာနောက်ထပ်စိတ်ဝင်စားဖို့ကောက်တာတခုရှိရတယ်အဲ့ဒါကတော့ဒီတိုက်ပွဲကအစ္စလာမ်ဘက်ကညှိနှိုင်းရေးစားပွဲဝိုင်းပေါ်မှာပဲဖြစ်နေကြတာမဟုတ်ဘူးဆိုတာပါပဲအဲ့ဒီအချိန်မှာပဲကီလိုမီတာရာနဲ့ချီဝေးတဲ့ဟော်မုစ်ရေလက်ကြားမှာလဲနောက်ထပ်စစ်မျက်နှာတစ်ခုပွင့်နေကြတယ်တင်းတဲ့တန်နေမထွက်ရုံတမဲ့ပဲစစ်ရေးတင်းမာမှုတွေကအမြင့်ဆုံးကိုရောက်နေကြတာပြောရရင်တန်တမန်ကြီးကစစ်မျက်နှာနဲ့စစ်ရေးစစ်မျက်နှာနှစ်ခုပြိုင်တူဖွင့်ပြီးဖိအားပေးနေကြတဲ့အခြေအနေပေါ့ဟော်မုစ်ရေလက်ကြားမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ကိုအသေးစိတ်ပြန်ကြည့်အောင်ညှိနှိုင်းမှုတွေလုံးနေတုံးမှာပဲအမေရိကန်ကရေအောင်မိုင်းရှင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တင်ပေါ်နှစ်ဆင့်ကိုရေလက်ကြားလဲလွတ်လိုက်တယ်အီရန်ဘက်ကလည်းချက်ချင်းပဲတုံ့ပြန်တယ်ချက်ချင်းနောက်ပြန်လဲဆိုပြီးပြင်းပြင်းထန်ထန်တတိပြီးခဲ့တယ်အဲဒီနောက်မှာတော့ဖီယာကပူရှုပ်ထွေးသွားတယ်အီရန်ကအမေရိကန်တင်ပေါ်တွေစုတ်ခွာသွားပြီလို့သတင်းထုတ်ပြန်တယ်အမေရိကန်ဗဟိုစစ်ဌာနချုပ်ကကြတော့လုံးဝမစုတ်ခွာဘူးလို့ညင်းဆိုတယ်ဒီနေရာမှာဘယ်သူမှပြောလဲဆိုတာတဲ့ပို့ရေးကြီးတာကဒါဟာစားပွဲဝိုင်းပေါ်ကညှိနှိုင်းမှုကိုပြည်လဲပြင်းပေါ်ကစီးအင်အားပြမှုနဲ့ဘလို့ချစ်ဆက်ဖီယာပေးခဲ့ကြတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သားစေတဲ့အချက်ပါပဲဆိုတော့နျူကလ িয়ার ကိစ္စပိုက်ဆံကိစ္စစစ်တင်ပေါ်ကိစ္စတွေအပြင်နောက်ထပ်တိုက်ပွဲတစ်မျိုးလည်းရှိနေခဲ့သေးတယ်အဲ့ဒါကမျက်စိနဲ့တိုက်ရိုက်မမြင်ရပေမဲ့အင်ပဒန်အရေးပါတဲ့တိုက်ပွဲပါဒါကတော့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဒါမှမဟုတ်အမတ်တညာတွေနဲ့ရှင်ပြိုင်တဲ့စစ်ပွဲပေါ့တခါလေးမှာဒီလိုမမြင်ရတဲ့တိုက်ပွဲတွေကလက်နက်နဲ့တိုက်တဲ့တိုက်ပွဲတွေထပ်တောင်ပိုပြီးအဆုံးဖြတ်ပေးနိုင်ပါတယ်ဒီနေရာမှာအင်ရှင်ပါကစ္စတန်ရဲ့တန်တမန်ရေးရာပါနမှုကိုတတိထားမိကြမှာပါသူတို့ရဲ့ထိပ်တန်းဖို့ချုပ်ကြီးအာဆင်မူနဲ့သူကအီရန်ကိုစားလက်အဖွဲ့ကိုကြိုးဆိုတဲ့အခါမှာတော့စစ်ယူနီဖောင်းအပြည့်နဲ့ကြိုးတယ်အမေရိကန်ကိုစားလက်အဖွဲ့ကိုကြိုးဆိုတဲ့အခါကျတော့တာမန်ရက်ဝစ်နဲ့ပဲကြိုးဆိုခဲ့တယ်ဒါကတော်တော်လေးတိမ်မွေ့တဲ့သတင်းစကားတစ်ခုပါစကားတစ်ခုမှမပြောဘဲအဝိစားနဲ့တင်အင်အားကြီးတဲ့နိုင်ငံအပေါ်သူတို့ထားတဲ့မတူညီတဲ့ဆက်ဆံရေးမတူညီတဲ့အလေးထားမှုကိုပြလိုက်တာပါပဲအီရန်ဘက်ကတော့ပိုပြီးတိုက်ရိုက်ကြတဲ့စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုတစ်ခုခုတုံးခဲ့တယ်။သူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကပါလှုပ်လိုက်လဲဆိုတော့
အရင်ကအမေရိကန်ရဲ့တိုက်ခိုက်မှုတစ်ခုကြောင့်တေဆုံးခဲ့ရတဲ့အီရန်ကျောင်းသားကလေး168ယောက်ရဲ့တပ်ပုံတွေကိုညီနိုင်ရေးစားပွဲပေါ်မှာတင်ထားလိုက်တယ်။ပြီးတော့ပြောခဲ့တဲ့စကားကကျွန်တော်မှခီးသွွားဖော်ရပါလာတယ်။အဲ့ဒါဒီကလေးတွေရဲ့ဝိညာဉ်တွေပဲတဲ့။သူ့ရဲ့သတင်းစကားကရှင်းရှင်းလေးပါ။ကျွန်တော်တို့ဒီကိုလာတာအတိတ်ကတိုင်ရာတွေကိုမေးပြီးလာတာမဟုတ်ဘူး။ဒီသမိုင်းကိုမျက်ကွယ်ပြူပြီးဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲပါပဲ။ ကဲတစ်ဖက်မှာတော့အစ္စလာမ်ဘက်မှာကမ္ဘာအနာဂတ်ကိုတောင်အပြောင်းလဲဖြစ်စေနိုင်တဲ့ဆွေးနွေးပွဲတွေတင်းမာနေတယ်။အဲ့ဒီအချိန်မှာအမေရိကန်သမ္မတထရမ်ဘာလုပ်နေခဲ့တယ်ထင်ပါလဲ။သူကဖလော်ရီဒါမှာ UFC လက်ဝဲပွဲတစ်ခုကိုတက်တောင်းတက်တာထိုင်ကြည့်နေခဲ့ပါတယ်။ဒီမြင်ကွင်းတစ်ခုကတော်တော်လေးကိုကွာခြားလွန်းပါတယ်။ဒါကြောင့်မလို့လူတွေကမြင်မှုထုတ်ချတာပေါ့။သူကဒီဆွေးနွေးပွဲရဲ့ရလဒ်ကိုကြိုတင်သိနေခဲ့လို့များအေးအေးဆေးဆေးဖြစ်နေခဲ့တာလားဆိုပြီးတော့လေ ဒီလိုနဲ့ပဲတင်းမာမှုတွေစိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေနဲ့ပြည့်နှက်နေခဲ့တဲ့21နာရီပြီးမှတော့အဆုံးသတ်အခန်းကိုရှောက်လာပါတော့တယ်။အရာအလုံးဘလို့တရားဝင်ပြိုလဲသွားခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြအောင် အဆုံးသက်ကဒရိုလီမြန်ဆန်ပြီးပြတ်သားခဲ့ပါတယ်အဆင့်30နဲ့ပြီးသွားခဲ့တယ်အဆင့်1အမေရိကန်ကသူတို့ရဲ့နောက်ဆုံးနဲ့အကောင်းဆုံးကန်လန့်ချက်လို့နာမည်တက်ထားတဲ့အဆိုပြီးချက်ကိုတင်ပြတယ်အဆင့်1အီရန်ကစဉ်းစားမနေတော့ပဲချက်ချင်းပယ်ချလိုက်တယ်ပြီးတော့အဆင့်3ဒုတိယတမတာဗန်စ်ကနေရာကနေထဆွေးနွေးပွဲခန်းထဲကနေတန်းထော်ပြီးအိမ်ပြန်ဖို့လေစစ်ကိုတဲ့တဲ့မမတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီမှာတင်ဇလန်ကတရားဝင်ပြီးဆုံးသွားခဲ့ပါပြီဆွေးနွေးပွဲပြီးတော့အမေရိကန်ဘက်ကသူတို့ရဲ့ဘက်ကဇလန်ကိုစတင်ပြောပြလာပါပြီဒုသမရဗန်စ်ကပြောလဲဆိုတော့ကျွန်တော်တို့ကစေတနာမှန်နဲ့လာတာပါအတိုလေးလေးပြုတ်ပြောင်းပြီးညှိနှိုင်းပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရိုးရှင်းတဲ့အဆိုပြုချက်ကိုအီရန်ဘက်ကလက်မခံခဲ့တာပါတယ်ဟုတ်ပြီဒါကတော့အမေရိကန်ရဲ့တရားဝင်ရည်တည်ချက်ပေါ့ဒါပေမဲ့တခုတော့သိချတယ်တီဟီရန်မှာတော့ဒီဖြစ်တစ်ခုလုံးကိုလုံးဝကွဲပြားခြားနားတဲ့ရှုထောင့်ကနေပြန်ပြောပြနေမှအထည်ကြပါပဲအခုဆိုတော့တန်တမိုင်းရတကားတစ်ချက်တော့အတိချပိတ်သွားဖဲပါပြီဒါဆိုရင်မင်းစရာရှိတာကဒီတကားပိတ်သွားတဲ့အခါနောက်ထပ်ဘယ်တကားပွင့်လာမလဲဆိုတာပါပဲအစ္စလာမဘတ်မှာစကားတန်တွေတိတ်ဆိတ်သွားတာကအရှိလေပိုင်းမှာတင်းနက်တန်တွေပြန်လဲညံလာဖို့အသက်ရှေ့ပင်းနမိတ်တစ်ခုဖြစ်နေမလားဒါကတော့အခုအချိန်မှာကဘာကြီးတစ်ခုလုံးကစိုးရင်တကြီးနဲ့အပြေရှာနေရတဲ့နောက်ဆုံးမေးခွန်းတစ်ခုပဲဖြစ်ပါတယ်